ကျွန်တော်ဟာအမေရိကန်နိုင်ငံမင်နီဇိုးနားပြည်နယ်စိတ်ဘောမြို့မှာနတ်သားလေးဖြစ်လှုပ်ရှားနေတဲ့သူတယောက်ဖြစ်ပါတယ်။ဖွားကြီးတွေခေါ်လဲလိုက်တယ်။အဖိုးကြီးတွေခေါ်လဲလိုက်တယ်။အန်တီကြီးတွေခေါ်လဲလိုက်တယ်။အန်ကယ်ကြီးတွေခေါ်လဲလိုက်တယ်။ကောင်မလေးတွေခေါ်လဲလိုက်တယ်။ကောင်လေးတွေခေါ်လဲလိုက်တယ်။ဘိုက်ကြီးတွေခေါ်လဲလိုက်တယ်။ကိုလက်အင်ကမတန်ဆွမ်းသူတွေခေါ်လဲလိုက်တယ်။နိုင်ငံသားမရွေးလူမျိုးမရွေးဘာသာမရွေးဘသူခေါ်ကျွန်တော်လိုက်တယ်အမေရိကန်အစိုးရကိုတနေ့တစ်ခါအခွန်ပေးပြီးအခွန်ဆောင်ပြီးလှုပ်ရှားနေတာဖြစ်တယ်ကျွန်တော်နောက်မှာအကောင်ကြီးတယောက်ရှိနေတယ်အဲ့ဒီတယောက်ကလွယ်ပြီးဘသူမှမကြောက်ဘူးโอเคတယ်နော်တနေ့ကို4နာရီတပတ်ကို9ရက်တပတ်ဆိုရင်နိုင်20တလဆိုရင်နိုင်80လုံးမယ်ဆိုရင်အနည်းဆုံး US ဒေါ်လာ2000ကနေကျွန်တော်ကိုခေါ်တဲ့သူတွေကိုစားပစ်ကောက်ကောက်လုပ်ပေးမယ်ဆိုရင်တင်မန်နီးလဲရရှိမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့မိတ်ဆွေများကရောဒီအလုပ်ကိုစိတ်ဝင်စားနေပြီလားနတ်သားလေးဆိုတာပါလေနတ်သားလေးဖြစ်ဘာတွေလုပ်ရလဲဆက်ပြီးနားထောင်ကြည့်ကျွန်တော်ရှင်းပြပေးမယ်โอเคဒီစတေကာလေးကတော့ကျွန်တော်အလုပ်လုပ်နေတဲ့ကုမ္ပဏီရဲ့တစိမ့်ဖြစ်ပါတယ် NYFT Live ဒီ list တွေကကိုကားရဲ့အရှိမတစ်ခုကတ်ရပြီးကားရဲ့အနောက်မှာတစ်ခုကတ်ထားရပါတယ်2024ခုနှစ်ကစပြီး Live ကုမ္ပဏီမှာကျွန်တော် taxi driver ဖြစ်part time job ကိုဝင်ရောက်အလုပ်လုပ်နေခြင်းဖြစ်ပါတယ်2024ခုနှစ်ကနေ2025ခုနှစ်အခုချိန်ထိကျွန်တော်ရဲ့ကားကိုစီးနင်းတဲ့ခီးတဲ့စုပေါင်းဟာ2009ရောက်ထိရှိလာပြီဖြစ်ပါတယ်ကျွန်တော်ရဲ့ rating ကတော့5.0 rating ဖြစ်ပါတယ်5.0 ဆိုတဲ့ rating ဟာtaxi လောကမှာ5 star နေဖြစ်5 star ကြီးပဲရရှိမှာဒီ rating ဟာရရှိတာဖြစ်ပါတယ်စီးနင်းသည်ခီးတဲ့များကြီး feedback comment များပေါ်မူတည်ပြီးဒီ rating ဟာရရှိတာဖြစ်ပါတယ်taxi လောကမှာအမြင့်ဆုံးဆင့်အကောင်းဆုံးစားပဲပေးနိုင်တဲ့သူတွေအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်တဲ့သူတွေပဲရရှိထားတဲ့ rating တစ်ခုဖြစ်ပါတယ်ကျွန်တော်ဒီ list ကုမ္ပဏီမှာpart time job နေဖြစ် taxi မောင်းနေတာယခုဆိုရင်တစ်နှစ်နဲ့6လအထိရှိလာပြီဖြစ်ပါတယ်ကျွန်တော်ကိုlist taxi driver သမားတယောက်နေဖြစ်ခေါ်ယူလိုပါကငှားရမ်းလိုပါကဆက်သွယ်ရမယ်ဖုန်းနံပါတ်ရှိပါတယ်ဂရုံပြောင်ဂရုံလုံးတုံဂရုံဖြစ်ပါတယ်အာဆန်